ကျွန်တော်ဘတ်ကာစီမှာသွားမှာပဲဖြစ်ပါတယ်โอเคဒါတော့ဒလလောက်ဆွဲလို့ပြီးသွားတဲ့အချိန်ဒီမှာပဲဖြစ်ပါတယ်ဗျာHello guys, Sawadikap, Santosh Baral here. Welcome to my blog. Beginner channel di ma lama be shi di bare. Eya thatha jin sign kan ne tulipu akhan twa na ba phit pare. Tulipu akhan ma twa ma digini aphi pi le twi me nasta le sa me. Aphi mi le akhan pya ma la ra da bat ni ba shi do ma so ro. Let's go. Ke tulipu ye apartment na yaw la bi. Tulipu ye akhan ana le ma hout de. Hello. Bari lâu nè lại. Rong lại cho nhà boss nữa. Rong à. Này to mấy cái nó lao ra tiêu một post được kí cô. Amma tiền chỉ đi vào này bán tiêu, có mà bảo này anh nó sung san nó bảo. Nó mà lại bảo cô mà lại qua cô cái gọi được cái đấy. Ê, ra này thas. Nhà rong lại cho bọn này boss nữa chuli chuli qua cái gọi Boss được. là ra chuli. Rong là sao nó đã tôi là bọn mình boss Ý cho có cái khi lại tao mà phụ cô room mà. Chết ta đi. Ta ngọc video đi अच्छे đi. Share bana theo lại. Ok, let me chắp lại rồi. Kहाँ जाना नक्कल गर्नु तपाईँ चाहिँ कब नकल गर्दा बन्द लाउनु पर्दैन अघि नआएदेखि लगाएको छैन त्यहाँ छिम्सी Ok, let me tao internet này thằng mấy bà xã cái lại bị đặc đấy. Aku account piano nó mẹ. Thì mình lấy account piano mà sau đó thâu bổ để cho nó tệ cái lại bị. Ô mà sáng nó cá mà ấy này đấy. Shanu. So guys, chúng nó cũng khăn nhau là vì đó mà đi mà cho nó lợi ích mà cho nó lợi ích cái gì iPad đấy cho nó process out đấy còn luôn thay vì đó mà cho nó pen chân toàn ra về phía bare cho nó pen chân mà ta mà relax lâu chân đó cha vì aku cho nó prompt pen chân toàn mẹ bare lúc khi mà lấy mà về sạch cho nó này được ok đi nhà rồi nấu cha gì à trong này mình xíu rồi đi mà anh em mà chỉ là bus stop cái này cho nó bus taxi mà toàn mà về phía bare cho nó prompt thiếu toa mẹ thì cho nó đi number thì toa lấy ra तो रिटर्न में है कार टकू लाइन तो डियाले सीधा लाइन में टका रे जिले में आओ त लेता तारे ललो जीरो बस तारे लिजियो मला दू ညနေပိုင်းအချိန်ဆိုတော့ bus ကမှလည်းလူမကျက်ဘူးလောလောဆယ် traffic တော့ရှိတယ်สถานีต่อไปเขตเวทเอกมัยโปรดใช้ความระมัดระวังขณะนั่งကျွန်တော်နည်းနည်းလေးကောင်းတဲ့နေရာလေးတစ်ခုရှာချင်တယ်။အဲ့မှာ time မှာ AC ပကြီးဆွဲချင်တယ်ကျွန်တော်။ဒီကနေဟိုဘက်အချမ်းကို I think here is the best place to sit and enjoy the main point of the view. ပုံကျန်းလေးရလာပါပြီဗျာဒါကိုကျွန်တော်6တက်ရမယ်ဒီရဲ့ view point ကျွန်တော်အခုဆွဲထားတာကဒီလောက်ပဲဝင်နေပေါ့နော်ကျွန်တော်စာအုပ်ထဲမှာဆိုတော့ကျွန်တော်အခုဆွဲထားတာဒီလောက်ငက်ကလေးတွေအနီးနားလိုက်မှာအစားအစာတွေရှာတောင်းနေတွေ့ကြည့်ပါချစ်စရာလေးโอเคဒါတော့ဒလလောက်ဆွဲလို့ပြီးသွားတဲ့အချိန်ဒီမှာပဲဖြစ်ပါတယ်ဗျာအနောက်ကကလေးလေးရလည်းပဲကျွန်တော်ဆွဲတာအားကြိုက်မှဒီလေးပဲထိုင်ဆွဲနေတယ်တကယ် masterpiece တော့မဟုတ်ပါဘူးဒီတိုင်းအပြင်းပြေးလေးဆွဲတာပါပဲလေးငယ်နေဘလောက်နေနေလေးကနေပြန်နေလဲဆိုတော့ဒီရပါအာဟာညနေပိုင်းရောက်လာလေ view တွေကပို့ပြီးတော့မှလှလေးပဲဖြစ်ပါတယ်ဘာဘလောက်ချစ်စရာကောင်းလဲကြည့်လိုက်တော့ပတ်ပတ်လည်းမှကြည့်နေဆိုရင်တော့ဒီမှာတိုက်ကြီးတွေနဲ့ရှိမယ်
ဒီဘက်က IKEA I'm Sphere Shopping Mall ဘူကောင်းကင်မှာလည်းပဲပိန်တွေအလိမ့်တိုင်းနဲ့တော်တော်လေးလာပါတယ်ကျွန်တော်ဒီမှာထိုင်ပြီးတော့မှ drawing လုပ်ပြီးတဲ့နောက်ပိုင်းဒီမှာ video editing လုပ်နေတာနဲ့မောင်လာနေပြီပန်းချက်မှာလည်းတော်တော်လေးစီလာပြီးတော့မှမီးတွေလည်းလင်းလာပြီဒီဘက်မှာကျွန်တော် editing လုပ်ပြီးတဲ့နောက်ပိုင်းဒီရဲ့ video ကိုလည်းအခုတင်ပေးလိုက်ပြီဆိုတော့အဲ့ဒါ uploading ဖြစ်ပြီးတော့အခန်းပြန်မယ်ကျွန်တော်ပြန်ဖို့အခြေလဲတန်ပြီးရေပန်းနဲ့လည်းစပြီးတော့ပြီးတော့ချစ်စရာလေးရောင်လေးလာချင်းကြည့်ပါဦး Christmas tree လေးဆင်ထားတာတော်လေးလာတယ်အမဝင်လို့ရတယ်ချက်ဝင်ကြည့်မယ်ဟာဒီတော့ဝင်လိုက်မိုက်တယ်ဗျပြန်တဲ့ကတော့ BTS နဲ့ပဲပြန်ပြပါတယ်လမ်းကျုံမှာတခါ KFC စားခဲ့လိုက်တာဒီနေ့ကတော့ဒီမှာအမေတို့လည်းပဲအခန်းရောက်လာပြီအခုတော့ဒီမှာစားတော့ဆိုင်မှာအလုပ်လုပ်ဖို့အတွက်ကို food menu drink menu တွေအများကြီးပဲဒါတွေကြက်ရတော့မှထိုင်းစားလို့ရင်ကြက်လိုက်တယ်ဒါတွေပြန်ရောက်တော့မှ line ပြောင်းတော့မှဆိုတော့နည်းနည်းပပရထားတဲ့ထိုင်းစားတွေလည်းပြီးတော့မှဆိုတော့တကယ်ချင်းတို့ဒီကနေ့ဗီဒီယိုတော့ကျွန်တော်ဒီကနေ့တစ်လုံးမှာပဲဆုံးသက်ချင်ပါတယ်ဗီဒီယိုကိုဆုံးကြည့်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်ကျမကြီးလေးဆက်ပါနောက်တစ်ခုဗီဒီယိုမှာပြန်တွေ့မှာ okay bye bye